အားလုံးပဲမင်္ဂလာပါ Honest by တီကူပေးကနေကြိုဆိုပါရစေဒီနေ့မှာတော့အခုတလော food blogger တွေချန်နာမည်ကြီးနေတဲ့တူဘူးနေဆိုင်ပေါ့နော်မြန်မာပြည်ပြန်ရောက်သွားသလိုပဲလို့ရှမ်းပြည်ပြန်ရောက်သွားသလိုပဲလို့မျိုးစုံတွေ့နေရတဲ့ကျွန်တော်ကိုယ်တိုင်လည်း Honest review ပေးခြင်းလို့သောစားပြခဲ့ပါတယ်ဒီတူဘူးနေဆိုင်တွေက MRD ဆမ်မြို့နာကဖက်ဦးလာ market တွေမှာရှိပြီးတော့ဈေးရဲလေးကိုလည်းနည်းနည်းလေးဝင်ရပါတယ်ဗျလမ်းမသိတဲ့လူတွေအတွက်ကျွန်တော် comment မှာ link လေးချပေးထားပါတယ်နော်အဲ့လိုပဲကျွန်တော်လည်းစမ်းတော်ဝါလေးနဲ့ Google Map ကိုကြည့်ပြီးရှောင်းရင်းနဲ့အော်ဆိုင်လို့တွေ့ပါပြီဗျဆိုင်လေးကတော့အရင်နဲ့မကျင်းသလိုအရင်နဲ့မကျဲဘူးဗျတခုရှိတာတော့ရာသီဥတုအရင်ပူတော့ဆိုင်းနဲ့တော့ချွေးပြနိုင်တယ်ဗျအဲ့လိုနဲ့ကျွန်တော်မီနူကိုကြည့်လိုက်တော့စားကြည့်တော့များတယ်ဗျဒါပေမဲ့ပတ်စံတဲ့ဘတ်ဂျက်ကတိတ်မရှိရနဲ့နာမည်ကြီးနေနှစ်မျိုးပေါ့ဗျတူဘူးလေးနဲ့တူကြောနှစ်မျိုးပဲစားခဲ့ပါကျွန်တော်တူဘူးလေးထဲမှာတော့တူဘူးနှစ်ကတော့များတယ်ဗျဒါတော့ပုံမှန်ပါပဲဒါပေမဲ့ကျွန်တော်အဲ့ဒီတူဘူးလေးရနေပြီးတော့အဲ့ဒီမဆလာအနက်လေးနည်းနည်းလေးတော့ရနေတယ်ဗျအဲ့လိုနဲ့မထူပါဘူးလေးဆိုပြီးတော့ကျွန်တော်လည်းဘိုက်ကစားနေတယ်မွေပြီးတော့စားကြည့်လိုက်ပါတယ်ဒါပေမဲ့မဆလာအရသာတွေရောနည်းနည်းလေးတော့ရနေတယ်ဗျဒီတူးလေးကိုကျွန်တော် hot review ပေးရမယ်ဆိုရင်ကျွန်တော် personal အရင်မကြိုက်တာတော့ခေါက်ဆွဲသားပဲဗျကျွန်တော်တို့မြန်မာနိုင်ငံမှာစားနေကြခေါက်ဆွဲနဲ့မတူတော့စားတာတိတ်တော့ feeling မလောက်ဗျဒါပေမဲ့အရသာတော့ပြည့်နေဤစိတ်မယ်ဆိုတော့ခေါက်ဆွဲသားလွယ်ရင်တော့ကျွန်တော်တို့အဆင်ပြေပါတယ်တူးကြော်တော့ share ကောင်းတယ်နော်တကယ်ကောင်းတာဗျစားဖို့စားကြည့်တဲ့နေမှာတော့ပါတယ်ဗျကျွန်တော် personal ရ rating ပေးရမယ်ဆိုရင်တော့တူးလေးကတော့4 out of 10ကျွန်တော်ပေးပါတယ်တူးကြော်ကတော့ကျွန်တော်သဘောလေးကြားတယ်စားလို့လည်းကောင်းတာဖြစ်တဲ့အတွက်ကျွန်တော်7 out of 10ပေးလိုက်ပါတယ်ဒီလိုနဲ့စားပြီးတောက်ပြီးတဲ့အချိန်မှာမိုးကလည်းရွာလာပါလေရောအဲ့ဒါနဲ့ကျွန်တော်လည်းမိုးခိုရင်ဒီနားတစ်ဝိုက်ကနာမည်ကြီးနေတဲ့ထိုင်းနှခမ်းကြီးအဖွားကြီးစီကလက်ဖေးတွေတောက်ဖြစ်ခဲ့ပါတယ်ဆိုင်ရတော့နှစ်ပေါင်း40လောက်ရှိပြီဆိုတဲ့အတိုင်းပဲအကြကတော့ share ပဲဗျာတခြားတစ်ချက်ကတော့အားလုံးသိပြီသားဆိုတော့အချိုမကြိုက်တော့မတောင်းနိုင်ဘူးဗျာကျွန်တော်အနေနဲ့အချိုကြိုက်တော့ကျွန်တော်ဒီလက်ဖေးကြီးကို8 out of 10ပေးပါတယ်ကဲဘိုင်လေးပြေးပြီလက်ဖေးလေးတောက်ပြီးပြီဆိုတော့မိုးအေးနဲ့ပြန်လိုက်ပါအောင်မယ်နောက်ဘလော့တွေပါလေပြန်သိကြအောင်မယ်ပြို့ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်တတန်း